အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Yoshi Gaming ပါဗျဒီဗီဒီယိုမှာဆိုရင်တော့ Mobile Legends နဲ့ပတ်သက်တဲ့လူသိနေတဲ့အချက်နှစ်ချက်ကိုပြောပြပေးမှာဖြစ်ပါတယ် intro လေးပြီးရင်စလိုက်အောင်ဗျပထမဆုံးတစ်ခုကတော့ဒီ background ကိုဘယ်လိုချင်းရမလဲမသိတဲ့လူတွေအတွက်ပေါ့နော် background ကဘယ်လိုချင်းရမလဲဆိုရင်အရင်ဆုံး brand ပုံစံလေးကိုနှိပ်လိုက်ပါပြီးရင်အခုလိုလေးပေါ်လာရင်စီစဉ်အချက်လက်များကိုနှိပ်လိုက်ခုလိုလေးပေါ်လာရင်တော့ time lapse capture ဆိုတာလေးကိုနှိပ်လိုက်အဲ့ဒီမှာစီစဉ်တစ်ခုပြီးတစ်ခုပုံလေးတွေ background တွေရှိတယ် bra တို့ကြိုက်တဲ့ background နှိပ်ပြီးတော့အသုံးပြုမိဆိုတာလေးကိုနှိပ်လိုက်ရင်သူ့ဟာသူ auto ချင်းပေးပါလိမ့်မယ်ဗျနောက်တစ်ခုကတော့ကျွန်တော်လိုမျိုးဒီ diamond လေးမထည့်နိုင်ဘူး skin လေးလေလိုချင်နေဆိုရင်တော့ဒီ skin တွေရတဲ့အပြင်မှာ diamond တွေပတ်စံတွေပါရမယ် event ကိုဘယ်လို join ရမလဲပြောပြမယ်အရင်ဆုံး event တွေကိုတွားမယ်ပြီးရင်တုံးမှုမြောက်ကနေယူဆိုတဲ့ဟာလေးကိုနှိပ်မယ်ယူဆိုတဲ့ဟာလေးနှိပ်ပြီးရင်အဲ့ဒီမှာစာလေးလိုက်ဖက်ကြည့် season 41 hero တစ်ဖန်တီးပြန်ပွဲဆိုတာလေးကိုဆက်သွားမိကိုနှိပ်လိုက်ခုလိုလေးပေါ်လာရင်တော့ဒီမှာရရှိနိုင်တဲ့စုလက်ဆောင်တွေနဲ့စီးကန်းတွေကိုရေးပြထားတယ်ဗီဒီယိုတင်လိုတဲ့ hashtag တွေရဲ့အကုန်လုံးကိုရေးပြထားတယ်ဒီပထမဆုံးတစ်ချိန်မှာ तू က emote ကိုအာမခံရမယ်လို့ तू ပြောထားတယ်ကျွန်တော်လှည့်ကြည့်ကြတော့မရဘူးဘာလို့မရလဲဆိုတော့သူ့မှာစီးမင်းတတ်မှတ်ချက်တွေရှိတယ်အဲ emote ကိုလိုချင်ရင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြမယ်အရင်ဆုံးကန်ဆန်းခွင့်ရအောင်မရအောင်နှိပ်လိုက်ပြီးရင်တင်သွင်းပြီးတော့ platform မှာအတည်ပြုရမယ်လို့ तू ပြောထားတယ်အဲ့ဒါမှ emote ကိုရမှာဗျာဗီဒီယိုမတင်မဲနဲ့ emote ကိုရမှာမဟုတ်ဘူးဗီဒီယိုဘယ်လိုတင်မလဲဗီဒီယိုတင်မယ်ဆိုရင်တော့ဘရောတော့က platform ၄ခုရှိတယ်သူသတ်မှတ်ထားတဲ့ platform တွေဖြစ်တဲ့ TikTok, YouTube, Facebook, Instagram အဲ့ဒီ platform ၄ခုကနေပြီးတော့စီးမင်းနေတဲ့အညီ hashtag တွေတုံးပြီးတော့တင်ပေးရမယ်ဗီဒီယိုတင်မယ်ဆိုရင်တော့တင်သွင်းပါဦးအရင်ဆုံးနှိပ်လိုက်နှိပ်ပြီးသွားရင်အမှာ icon နဲ့ဘာတွေတွေကိုရှောက်ဖတ်မနေနဲ့ဗီဒီယို highlight ဆိုရင် highlight ကိုရွေးဗီဒီယိုဆိုရင်ဗီဒီယိုရွေးရုပ်ပုံဆိုရင်ရုပ်ပုံရွေးကုန်းတဲ့နေရာမှာဆိုရင်တော့ဘာလို့တင်ထားတဲ့ဗီဒီယိုထည့်ပေးရမှာ copy link ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီဘာသာစကားနေရာမှာဆိုရင်တော့မြန်မာစာကိုရွေးပေးရမယ်ဘာသာစကားထည့်ပြီးသွားရင်အောက်တစ်ခုက AI နဲ့ဖန်တီးထားတာမပါတာကိုအမှန်ချစ်ပြီးရင် event လမ်းညွန်အမှန်ချစ်ပြီးတော့တင်သွင်းပြီဆိုတာလေးကိုနှိပ်လိုက်ရင်ကန်ဆန်းခွင့်တစ်ချိန်ရလာလိမ့်မယ်ကန်ဆန်းခွင့်ကိုတွားနှိပ်လိုက်မယ်ဆိုရင်တော့ emote ကိုရမှာဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးကဘော်ရာတို့အတွက်အကျိုးရှိရဆိုရင်တော့ Facebook ကကြည့်နေဆိုရင်ဗီဒီယိုလေးကို share ပေးကြပါအောင် YouTube ကကြည့်နေတဲ့ brother တွေကလည်း channel လေးကို subscribe လုပ်ပါသေး subscribe လေးနဲ့ကူညီပေးကြပါအောင်နောက်ထပ်ဗီဒီယိုနဲ့ပြန်တွေ့ပါမယ်ဗျ